တားတဲ့မင်းရဲ့တကူလုံးမှာတဲ့ဘယ်အစိတ်ပန်းကအရေးကြီးဆုံးလို့ထင်လဲတဲ့မိကျွန်တော်ခဏခဏမေးတယ်မိကွန်ဗျငငယ်တော့ကအစမတ်တဲ့ကျွန်တော်ပေါ့3 နှစ်လောက်အရွယ်တုန်းကဗစက်လို့ကျွန်တော်ဖြီခဲ့တယ်ဗျကျောင်းနေကစား9 နှစ်6 နှစ်အရွယ်လောက်တုန်းမှအတေးလှလှရေးတဲ့လက်ပေါ့ဗျ12 နှစ်13 နှစ်အရွယ်ကြတော့ကစားမတ်တဲ့အရွယ်ကြတော့ဘောလုံးကန်နဲ့ခြေထောက်တစုံလို့ကျွန်တော်ဖြီခဲ့တယ်ဗျ19 20အရွယ်ကြတော့ရီးစားထားစားအရွယ်ပေါ့ဗျအသေးနှလုံးလို့ကျွန်တော်ဖြီခဲ့တယ်ဗျဘွဲရကန်ဒီ22 23ကြတော့အရွယ်ကြတော့အုံနောင်းလို့ဖြီခဲ့တာပေါ့အမေမေးတယ်မေးကုန်ကိုအမျိုးမျိုးကျွန်တော်ဖြီခဲ့ဘူးတယ်ဗျမှတ်မိသေးတယ်ကျွန်တော်အသက်30လောက်မှာအဖေရဲ့အဖိုးဆုံးတော့နိုင်လိုက်ပို့တဲ့အချိန်အဖေရဲ့ရင်ခွင်ထဲမှာရှိုက်ကြီးတင်ငင်ငိုနေတဲ့သူ့ရဲ့အမေကိုပေါ့ဗျာသူပြန်နှစ်သိပ်ပေးနေတဲ့အဖေဗျအဖွားကိုမျက်ရည်တွေကြားထဲကနေပြီးချောင်းဖြပြီးတော့အဖေစီကိုတယောက်ပြီးတယောက်ငိုရင်းပြေးလာတဲ့ဒီရွှေမျိုးသားချင်းတွေကိုအငိုမျက်နှာနဲ့ထွေးပွေနဲ့ချော့နေတဲ့အဖေပေါ့ကျွန်တော်ငေးကြည့်နေတော့ဗျအမေကအနားကိုကတ်လာပြီးတော့တိုးလေးမေးတယ်သားတကူလုံးမှာတဲ့ဘယ်အစိတ်ပန်းကအကြီးကြီးဆုံးလို့ထင်တယ်တဲ့ကျွန်တော်စက္ကနဲ့တုံသွားတယ်ဗျအမေကိုကြည့်ပြီးတော့ရှင်ပတ်လို့ထင်တယ်အမေဆိုတော့အမေကခေါင်းညိတ်ပြီးတော့ဟုတ်တယ်သားတဲ့မင်းချစ်တဲ့သူတွေမင်းကိုချစ်တဲ့သူတွေမင်းမိတ်ဆွေတွေတောကားတွေတပွေတပိုက်နဲ့ဝမ်းနဲ့ပူဆွေးတဲ့ချိန်မှာကို့အပူကိုထိရနဲ့စာနာနားလည်မှုအပြစ်ရှိတဲ့နှစ်သိပြီးခဲ့တဲ့မင်းရဲ့ရင်ဝင်တဲ့ဆုံးကအရေးကြီးဆုံးပဲသားလို့ရှင်းပြခဲ့တယ်ဗျအဲ့တော့စာနာနားလည်တဲ့ရင်ဝင်ရှိတဲ့သူတွေဖြစ်ကြပါစေဗျာ